တို့ဖဲရလား တော့စီရလား မတာဝန်အရာစစ်ဆေးเสียရှိတယ်အဲ့တော့လူတွေအားလုံးလှည့်ပေါ်ဆင်း ရှင်တို့စစ်ဆေးစရာရှိဆိုမြန်မြန်စစ်ကျမတို့အတွက်အချိန်မရှိဘူး နေဟောင်းညီမလေးရဲ့အေးစစ်စစ်ပေါ့ဟဲ့လဲပေါ်ပစ္စည်းတော့စစ်စမ်းဟာမင်းသွားစစ်ပါလားဟာငါဒီမှာသူတို့စောင့်ကြအောင်မယ်ကွာဟာအဲ့စောင့်ကြမဲ့တောင်းငါယူတယ်ကွာမင်းသွားစစ်လိုက်ငါစောင့်ကြည့် ကဲဒီမှာရှင်တို့ချင်းချင်းညှိလို့မရဘူးဆိုရင်လည်းကျမတို့သွားခွင့်ပြုပါအောင်နော် မတော်ပါနဲ့ဟဲ့မင်းက2ယောက်လုံးပစ္စည်းတော့စစ်မယ်အေးအဲ့လိုတော့ပါလားမင်းကြားဟဲ့ဟဲ့ပါတောင်းနေတဲ့မှာတော့ငါတို့သတင်းရထားတဲ့ပစ္စည်းတွေတွေ့ ဘယ်တွေ့မလဲကျမတို့ဈေးရပြန်လာတဲ့ဥစ္စာ အေးဒါနဲ့သွားလို့မရသေးဘူးနော်တောင်းထဲမှာပစ္စည်းတွေမရှိရင်လူတွေပေါ်မှာရှာရမယ် ဒီမှာကျမတို့ကအေးစစ်စစ်လောက်ခိုင်စားတောင်းနေကြတဲ့လူတွေနော်ရှင်တို့ဘယ်ကနေရှာနေ ပြဿနာရှာတာမဟုတ်ပါဘူးသတင်းအရာပစ္စည်းရှာအဲ့တော့မင်းရင်လိုက်ခဲ့ကြီးရှင်တို့ပလဲနေနဲ့ပြဿနာဖြစ်နေလို့ဗျ ရှင်ခွေးတော်တေတော့မယ်တေသွားလိမ့်မယ်မတေတော့မယ်ဩ ဟေးနေစီอ่ะဒီကောင်တွေမရိုင်းတာတို့အဲ့လိုပြန်မလို့ကျမတို့ဒုက္ခရောက်တော့မှာဟုတ်ပါရဲ့တကြီးတို့တည်ရထားတဲ့ပစ္စည်းကိုကျမတို့ကောင်ပေါ်မှာရှာမယ်တဲ့အဲ့ဒါတို့တမင်တည်းရုံးမာတာပါတကြီး ဟုတ်တယ်တကြီးအားကြောင့်ယူနဲ့ပြန်လုပ်တာပါရှင်လည်းမလုပ်ကြီးဒီကောင်းလေးလွန်တာ အေးဘယ်သူပဲလွန်လို့ဒီလိုနီးနေတော့မဖြေရှင်းကြနဲ့သူတို့လွန်တာမှန်နေဆိုရင်တရားနီးလန်းကြဖြေရှင်းကြ ဌာနဦးကြီးခင်ဗျအဲ့ဒီမင်းကလေးတွေရကျွန်တော်တို့ပြိတ္တဖွဲ့တာဝန်ထမ်းဆောင်တာကိုလက်မခံနဲ့ပြင်လက်ထုတ်ပြန်ပါတယ်ခင်ဗျဒါဝတရားနောက်ရှုပ်မှုပါပြီးတော့ပုံကံချားနဲ့တို့တဲ့ဒိတ်မျိုးအထိတက်ရောက်ပါတယ် ဟုတ်ပါပြီအဲ့လိုတာဝန်အရာထမ်းဆောင်နေတဲ့အချိန်မှာဒီလောက်ကြီးမားတဲ့တာဝန်ထမ်းဆောင်တဲ့အဖွဲ့မှာခေါင်းဆောင်တယောက်တော့ပါသင့်တယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျာအဲ့ဒီယူဆချက်မှန်ပါသလားဌာနဦးလေအဲ့နောက်ပြီးတော့ဒီမိန်းကလေးနဲ့ပြဿနာဖြစ်တဲ့ပလိတ်သားအဖွဲ့ဘယ်လိုညွန်ကြားစာမှပါမလာပါဘူးခင်ဗျာ တကြီးကနားမလည်မပြောနဲ့လေကျုပ်တို့ပြိတ္တဖွဲ့ရမသင်္ကာတဲ့လူကိုအချင်းမီစစ်စစ်မှန်မှန်ရှိတယ်ဗျ ကောင်းပြီအဲ့ဒါဆိုရင်တာဝန်ချိန်ပြီးဆုံးသွားလို့အရက်သေးစာတောက်စားထားတယ်ဒီပလိတ်သားတွေကိုဘယ်လိုလုပ်ပိုင်ခွင့်တွေများပေးထားပါလဲခင်ဗျာ နေပါဦးကြီးဒီပြဿနာကိုအခုပဲကျွန်တော်ဖြေရှင်းပေးပါမယ် ဟုတ်ကဲ့ကျွန်တော်ဘက်ကလူတွေမှန်နေလို့ဌာနအောင်မင်းစီကိုကျွန်တော်တို့ရောက်လာတာပါဒီအမှုကိစ္စမျှမျှတတဖြစ်အောင်ဌာနအောင်မင်းဆုံးဖြတ်ပေးပါခင်ဗျာ ဒီကြီးလူတွေပြန်ခေါ်သွားလို့ရပါပြီနောက်ဒီလိုလက်တော့ပြန်မှုကြီးမဖြစ်အောင်ဒီကြီးကတောင်းယူပါ ဟုတ်ကဲ့ကျွန်တော်တောင်းယူထိန်းသိမ်းပေးပါမယ်ကျွန်တော်လူတွေဘက်ကလည်းလက်တော့ပြန်မှုမဖြစ်အောင်ကျွန်တော်တောင်းယူပါဌာနအောင်မင်းတို့ဘက်ကလည်းဒီပလိတ်သားတွေဒီပြဿနာမျိုးမဖြစ်အောင်ထိန်းပေးပါခင်ဗျာ ရလို့ရပါ ဟုတ်ကဲ့ဟုတ်ကဲ့လာတမီးတို့ ဒီကိစ္စမှာတို့ပလိတ်ဖွဲ့ဘလောက်သိခါကြတယ်ဟမ်မင်းလူတွေမကောင်းလို့ဒီလိုပြရတာခါတော့နေသေးတယ်ကွာဓမ္မလက်ကမင်းကြီးတည်သွားရင်ငါပါဒုက္ခရောက်မယ်ကွာမင်းလူတွေပြင်နိုင်အောင်ထိန်းတော့စကားလို့လည်းမပြောရနဲ့ကွာဓမ္မနောက်ဒီလိုကိစ္စမျိုးဖြစ်လာရင်မင်းမနာမယ်ထွက်ပါကွာသွားသမားအလေးပြုတ်နေသွားဘာလဲ ဟင်းဟေး ကျမတို့ကထားခေါ်ပေးခဲ့တဲ့အတွက်တကြီးတို့ဒီကကျေးဇူးတော်ကြရအောင်ဟုတ်ပါတယ်တကြီးရေကျမတို့ရောမှာတကြီးတို့လူမျိုးသားမရှိနေကျမတို့တို့အောင်ဒုက္ခရောက်မှာပါအဲ့ဒါကိုကြောပြစေတကြီး အေးဟုတ်ပြီရန်နေကင်းကြပါစေအာအနေကင်းကြပါစေ
ငါတို့တွေကကိုယ်တိုင်းပြည်ကိုနေကြတယ်ဆိုပေမဲ့ကိုယ်အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာနေကြရတာမဟုတ်ဘူးသူများရဲ့အနိုင်ကျင့်ပြီးအုပ်ချုပ်မှုအောက်မှာနေကြရတာဆိုတော့အစအရာကသွားတတိလာတတိရှိကြနော်အခုပြဿနာပြည်တယ်သွားတယ်ဆိုတာကဒီငါလည်းကူညီလိုက်ရတဲ့အချိန်ဒီလိုဘက်ကလည်းကုသကံကောင်းတဲ့အချိန်ကိုတိုက်ဆိုင်သွားတယ်နော်အများနဲ့တော့ကုသကံမကောင်းနိုင်ဘူးတခါတလေကုသကံညံ့တဲ့အချိန်များဆိုငါလည်းမကဲနိုင်ဘူးနင်တို့ကုသကံညံ့တဲ့အချိန်ဒုက္ခရောက်နေတာမှာငါဘက်ကတော့ငါတောင်းယူထားတယ်ငါဒီရွာကိုငါအသက်ရှင်နေသမျှကလာပါလို့နောက်ဆုံးထွက်တဲ့အချိန်မှာအကာအကွယ်ပေးသွားမှာငါရွာသူရွာသားမှဲ့တော့မဆုံးစေရအောင်နော်အဲနင်တို့ဘက်ကလည်းပေါ်ပေါ်တန်တန်မနေကြနဲ့တတိထားကြနော်တတိအရေးကြီးတယ်တတိမလွတ်စင်နဲ့အေးကဲကောင်းပြီကဲမနေ့ပြကြပါလေသွားကြတော့ကောင်းပြီ